တောအတွင်းရှိအိမ်ငယ်တစ်လုံးရှိမှမက်ကီကစစ်လိတ်တောက်ရင်းတချင်းသားထောင်နေပါတယ်သူဒစ်မန်တချင်းဖွင့်ဆက်ကမလုပ်တော့တဲ့အခါစိတ်အေးအေးနဲ့ထိုင်ပြီးဘက်ထရီပြန်လဲလိုက်ပါတယ်ပြီးတော့အိမ်ထဲကိုစစ်ကြည့်မယ်လို့ဆုံးဖြတ်ချိန်မှာပဲသူ့မိတ်ဆွေဘင်ကအိမ်ထဲကအပြေးလွှတ်ထွက်လာပြီးပြေးကြလို့အော်ပြောပါတယ်အိမ်ထဲကနေတားရဲလို့အတန်များကြားရပြီးဘင်ကတနက်နဲ့အနေငယ်ပြစ်လိုက်ပြီးနှစ်ယောက်လုံးထွက်ပြေးကြပါတယ်အမှန်တော့ဇွန်ဘီကပ်ပေးကလာအနေငယ်ရင်ကဖြစ်ပြီးသားဖြစ်ပါတယ်အခုတော့ဘင်နဲ့မက်ကီတို့ဟာတွားရမရှိတဲ့အတိုင်းလှည့်လည်နေကြရပါတယ်သူတို့နှစ်ယောက်လုံးကရခင်က baseball ကစားသမားတွေဖြစ်ကြပြီးဘန်ကဇွန်ဘီတွေကိုတုံးနဲ့တိုက်ခိုက်ရမှာအရန်ကျွမ်းကျင်ပါတယ်မက်ကီကတော့တိုက်ခိုက်တာကိုမရင်းနှီးသေးပါဘူးသူတို့ဟာရနိုင်သမျှပစ္စည်းတွေကိုစုဆောင်းပြီးလုံခြုံသလိုထင်ရတဲ့နေရာတွေမှာနားနေကဘဝကိုနားလည်အောင်ကြိုးစားနေကြပါတယ်တနေ့မက်ကီကလော့ထရီကိုချစ်ကြည့်ရငွေတစ်ထောင်နိုင်ရထားတာကိုတွေ့ပြီးဝမ်းသာသွားပါတယ်ဒါပေမဲ့ဘန်ကလော့ထရီဆိုတာမရှိတော့ဘူးလို့ပြောပြီးသူ့ပျော်ရွှင်မှုကိုဖျက်လိုက်ပါတယ်ပြီးတော့ baseball ပြဖန်ကစားကြမလားလို့မေးပါတယ်မက်ကီမစိတ်ဝင်စားပေမဲ့ဘန်က baseball ကိုချစ်ရမယ်လို့ပြောပြီးဆွဲဆောင်လို့ကစားကြပါတယ်ခီးဆက်ပြီးနောက်ထပ်အိမ်ငယ်တစ်လုံးတွေ့ပါတယ်ဘေကအရင်ဝင်ပြီးဘယ်သူမှမရှိကြောင်းစစ်ဆေးပြီးမှနားနေကြပါတယ်အိမ်ထဲမှာအသုံးဝင်တာမရှိလို့ဘင်ကငါဖမ်းသွားမယ်လို့ဆုံးဖြတ်ပါတယ်မက်ကီကတော့သူ့အိမ်ထဲရှိငါးကန်တွေကိုထုတ်ပြပြီးမလိုပါဘူးလို့ပြောပါတယ်ဘန်ကမိဖို့လုပ်ဖို့ပြောပေမဲ့မက်ကီကနှစ်ချက်တက်ပြီးထွက်သွားပါတယ်နောက်ပိုင်းမက်ကီကပန်းတက်ထားတဲ့ဇွန်ဘီအလောင်းတွေကိုတွေ့ပြီးဘန်ကတောထဲမှာဇွန်ဘီမရှိဘူးလို့ပြောခဲ့တာကိုမှတ်မိပြီးထိတ်လန့်သွားပါတယ်ငင်ကတော့နဲတယ်လို့ပဲပြောခဲ့တာလို့ပြန်ရှင်းပါတယ်နောက်ထပ်လန်ကီမှာစွန့်ပစ်ထားတဲ့ကားတစ်စီးတွေ့ပါတယ်တကားဖွင့်လိုက်တာနဲ့ဇွန်ဘီတစ်ကောင်ထွက်လာလို့ဘင်ကချက်ချင်းပစ်တက်လိုက်ပါတယ်ကားအနံ့ဆိုးပေမဲ့မောင်းလို့ရသေးတာကြောင့်ဆက်သုံးကြပါတယ်ရေဒီယိုမလုပ်ပေမဲ့လန်ကီကတော့အဆင်ပြေပါတယ်တနေ့မက်ကီကမိမိအရင်ချစ်သူကိုမှတ်မိလာပြီးသူမအိမ်ကိုသွားကျင်တယ်လို့ပြောပါတယ်ဘန်ကစစ်ဆေးနေစဉ်မက်ကီကသူမရဲ့တချင်သားထောင်ပြီးအတွင်းခံတွေကိုနမ်းပြီးယူသွားပါတယ်ဘင်ကတော့ကရိယာတွေဝါကီထာကီနှလုံးရှာတွေ့ပြီးမက်ကီကသွားတိုက်တံတွေရှာတွေ့လို့အချိန်ကြာပြီးမှသွားတိုက်နိုင်ကြပါတယ်ဘင်ကကားနောက်ခန်းကိုပြုပြင်ပြီးအိပ်ယာလေးလုပ်ပေးပေမဲ့မက်ကီကအဲ့ဒီအိမ်မှာနေချင်ပါတယ်ဘန်ကမနေချင်လို့အငင်းပွားကြပါတယ်ဘန်ကအရင်ကအိမ်ထဲမှာ3လကြာပိတ်မိပြီးအစာကုန်လို့ခွေးစာနောက်ဆုံးခွေးကိုတောင်စားခဲ့ရကြောင်းပြောပါတယ်မက်ကီရဲ့မိသားစုလည်းအဲ့ဒီလိုပဲတိတ်ဆုံးခဲ့ပါတယ်ခီးဆက်ပြီးမက်ကီကအမြဲတမ်းနဲ့လောကမှာထွက်ပြေးနေပါတယ်လေကွင်းထဲမှာနွားတွေကိုတွေ့ပြီးဘန်ကဝမ်းသာသွားပါတယ်နောက်ပိုင်းဝါကီထာကီစမ်းကြည့်ရင်နန်နီနဲ့ဖရိုက်ဆိုတဲ့လူတွေရှိတဲ့အဖွဲ့ကိုဆက်သွယ်မိပါတယ်သူတို့မှာစခန်းရှိပြီးရုပ်ရှင်ကြည့်တဲ့ကြောင်းပြောပါတယ်မက်ကီကတောင်းပန်ပေမဲ့လက်မခံကြပါဘူးဒီကနေအငင်းပွားမှုတွေဇွန်ဘီတွေကိုဘန်တယောက်တည်းတိုက်ခိုက်ရတာတွေဆက်ဖြစ်လာပါတယ်နောက်ဆုံးဘန်ကမက်ကီကိုကိုယ်တိုင်တိုက်ခိုက်ခိုင်းပြီးဇွန်ဘီတစ်ကောင်ကိုတတ်နိုင်အောင်တင်ပေးလိုက်ပါတယ်နောက်ပိုင်းလူတယောက်ဂျိုးတွေကိုတတ်မိပြီးအနေကဘန်ကိုပြစ်ခတ်သွားပါတယ်ကားတော့တွေပျောက်ပြီးဇွန်ဘီအုပ်စုကြားမှာကားထဲပိတ်မိကြပါတယ်ရေမရှိတော့အတန်ကြားရတာမခံနိုင်တော့တဲ့အချိန်မက်ကီကတော့ရှာဖို့ထွက်သွားပြီးဇွန်ဘီကိုက်ခံရပါတယ်ဘင်ကမျက်ရည်ကျရင်မက်ကီကိုတက်လိုက်ရပြီးနောက်ဆုံးမှမက်ကီရဲ့နှစ်ချက်ကိုဝစ်ကလမ်းပေါ်ဆက်လျှောက်သွားပါတယ်သူ့နောက်မှာဇွန်ဘီအုပ်စုကြီးလိုက်လာနေပါတယ်